နေ့ကတော့ဤဒါပွဲလေးတစ်ခုသွားမယ်ပေါ့နော် concept လေးတစ်ခုကိုသွားမှာမို့လို့ဒီ concept မသွားခင်ဒါ make up ပေါ့နော်ဒါ make up look လေးကိုဤလောက်ရမှာဖြစ်ပါတယ်ဒီ brightening pad ပေါ့နော်ဒါလေးကတ်ထားဒါလေးကတ်ထားရင်းနဲ့ခရီးသွားတော့ဝယ်လာခဲ့တဲ့ skin care တွေပေါ့နော်ညာခရီးသွားလို့ရှင် skin care အမြဲဝယ်ဖြစ်တယ် skin care ကိုလည်းလေးဟိုဘလော့မျိုးစုံပြောင်းသုံးတတ်တာပေါ့နော်ကို skin ကတော့တုံးတိုင်းဟိုအရင် sensitive မဖြစ်ဘူးဒါ skin care ပဲအားထားတဲ့လူဆိုတော့အခုဒီတစ်ခါဘာတွေဝယ်လာလဲဆိုတော့ဒီ ordinary ကဟာဝယ်လာဖြစ်တယ် ordinary ကဒီ glycolic acid ဝယ်လာတယ်အရင်ကဘူးတေးလေးပဲသုံးဖို့ကြားလာပြီအခုမသုံးဖြစ်ဘူးအခုနောက်ပိုင်းကကြာတော့ဒီသပင်ကျွတ်တာရောဒီမှာကျတော့သပင်ကျွတ်တာရောဤသပင်ကအရင်အစီမိုက်လေဒါလေးလည်းသုံးတယ်အမြဲမဟုတ်ပေမဲ့ထိုးချားဒါတွေကသုံးဖြစ်တယ်ပေါ့နော်ကုန်သွားတာဆိုတော့အခုဒါလည်းမသုံးတာနည်းနည်းကြာပြီဆိုတော့အခုဒါလေးတွေဝယ်လာတယ်ပြီးသွားလို့ရှိရင်colling ပေါ့နော်ဒီဟာလည်းအတန်တော့ဘယ်တော့မှမမှန်ခဲ့ဘူးဒီဟာရဲ့ serum သူကလည်းအရင်နာမည်ကြီးရောဒီဟာရဲ့ serum ဝယ်လာတယ်ဒီကတော့ serum ပိုအားထားတာပေါ့နော်ဟို skin care ဆိုအများကြီး serum ဝယ်လာတယ် foundation ပေါ့နော်သူကလည်းလုံးဝတဘာဝအတိုင်းပဲနဲ့ဆိုတော့အဲ့ဒါလုံးဝ make up မကြိုက်တော့ဒါလေးစမ်းဝယ်လာတယ်အခုဒီနေ့ပွဲသွားမယ့်ဟာကိုဒါလေးနဲ့စမ်းပြင်ကြည့်မယ်အဲ့တော့ primer moisturizer ဆိုပြီးဒါလေးထပ်ဝယ်လာတယ်ဒါကတော့အထဲမှာ3ဘူးပါတယ်အဲ့ခဏနေဒါဖွင့်ပြမယ်ပြီးတော့ lotion နန်းရဲ့ဒါ liquid ဟို blush ပေါ့နော်ဒါလေးစမ်းဝယ်လာတယ်ဒါလေးနဲ့ဒီနေ့စမ်းသုံးကြည့်မယ်ခုဆိုရင်ဒါလေးက7 မိနစ်လောက်ထားပြီးဆိုရင်ဒါလေးကိုဖြုတ်ပါတော့เนาะ share ကနေထုတ်တာဒီဟာကတော့တုံနာအနေနဲ့လိမ့်နေပေါ့เนาะ lotion ပေါ့เนาะအခုကတော့ဒီတုံနာ step ကပြီးသွားတဲ့အခါကျရင်ဒါမလိမ့်မှရှင်းမယ်သူက2မျိုးရှိတယ်ပေါ့เนาะဒါကတော့ anti aging ဒါကတော့ရိုးရိုးပေါ့เนาะဒီကဒါ2မျိုးလုံးကိုအလှည့်ကြနေလိမ့်ပါတယ်ဒီနေ့ကတော့ဒီ day ဆိုတော့ဒါလေးပဲလိမ့်နေပေါ့เนาะ anti aging ကတော့ဒီညဘက်တွေကိုပြီးပို့ပြီးတော့လိမ့်ဖြစ်တယ်ပေါ့เนาะဒီဟာကရဲ့ serum လေးကိုပဲလိမ့်ပါမယ်နော်နော်အရာ CT ရဲ့ moisturizing လေးကိုလိမ့်ပါမယ်ဒီ Innisfree ရဲ့ brightening cream ဒီ brightening cream လေးอ่ะပေါ့เนาะဒီမျက်နှာကိုတစ်ထပ်ပို့ပြီးတော့လင်းသွားစေပါတယ်ဒါဆိုဒီ moisturizer လေးနဲ့သုံးဘူးဒါတွေတော့သုံးဘူးထဲမှာဒီလိုမျိုးသုံးဘူးပါတာပေါ့เนาะ refill နှစ်ခုပါတယ်ဆိုတော့လေကြည့်ရအောင်အမျိုးလေးဆို refill ကနှစ်ခုပါတယ်ဒါကတော့ original ဘူးပေါ့เนาะဒီလိုပဲပါပါเนาะဆိုတော့အဲ့ဒါလေးကိုလိမ့်ပါမယ်ဒါလည်းလိမ့်ပြီးသွားရင် skin လေးကိုလေအရန်ကိုတိတ်ကလေးဖြစ်သွားတာပေါ့เนาะဒါပြီးရင်အခုနောက်ဆုံး step သူ့ရဲ့ဒီ serum foundation လေးကို unboxing လုပ်ပြီးတော့စပြီးတော့သုံးကြည့်မယ်အဲ့ဒါဒီအသားက number 30ပေါ့နော် B30 ရခဲ့တာရှုခဲ့တာပေါ့နော်သူ test လုပ်ပြီးတော့သူ့ရဲ့ brush လေးနဲ့တစ်ခါရဲ online ရတာဆိုတော့သူ brush လေးပါတစ်ခါရဲပါတယ်အယောင်လေးကတော့ဤအသားနဲ့တစ်ထပ်တည်းကြားရပေါ့နော်ဒါလိမ့်ပြီးသွားတော့ဤတစ်ခါတည်းပဲဒီခွက်လန်းရဲ့ပေါက်တာလေးကိုတစ်ခါတည်း online ပါတယ်ပေါက်တာလေးအပြီးမှာတော့ဒီ Chanel အသစ်ဝယ်လာတဲ့ဒီ blusher လေးအရည်လေးကိုပဲဒီစမ်းသုံးလိုက်တယ်ပေါ့နော်ဒီမှာလက်နဲ့ blend လို့อ่ะ brush လေးနဲ့ blend လိုက်တဲ့အခါကျတော့သူပို့ပြီးတော့ညီညာလေးနဲ့ပို့ပြီးတော့ smooth ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါအားလုံးပြီးသွားပြီဆိုတော့ဤမျက်လုံးလေးပြင်ပြီးတော့ပြန်လာခဲ့ပါမယ်ရှင်ခုဆိုဤမျက်လုံးလေးချဲမျက်တောင်တူကလေးတက်နဲ့တက်လိုက်တယ်ပေါ့နော်ဒါပြီးသွားရင်ဤနှာခမ်းတွေပဲကျန်မာတော့တယ်နှာခမ်းတွေကိုတော့ဒီ YSL ကနေပြီးတော့ဒီ lip gloss လေးပဲဤနည်းနည်းလေး on လိုက်တယ်ပေါ့နော်သူကတော့ဟိုအရောင်လေးတက်လက်နဲ့ပပလေးပဲပါတယ်ပေါ့နော်အခုဆိုလို့ရှိရင်အားလုံးပြီးသွားတဲ့အခါဤရတာ natural look လေးပေါ့နော် natural look လေးပါရှင်ကဲအခုဆိုလို့ရှိရင်သွားဖို့ ready ဖြစ်ပါပြီ concept ပါဖို့ဒီလေးဝတ်ထားပါတယ်concept တော့လိုက်ပါအောင်မယ်ရှင်